高木下，高木上，平安谁个他家娃的，天是什么？来拿进一把的呢？他那地了，把我那地啊对，啊他来睡，也叫地不地天。တောင်ပေါ်ရ40ခုနဲ့ဇောင်းလုံးလိုက်ပြီးကျော်9ရက်အင်္ဂါနေ့တွင်ဖွားမြင်သောတာရရနာတစ်ပါးဖြစ်ပါသည်ပပိစမိဂလာရှင်ကြည်ချင်းရှင်စတိကသည်1359ခုနှစ်တပေါင်းလဆန်း17ရက်အနည်းကလေးနေ့မှာခမဲတော်ဥမောင်ညွတ်မေတော်ဒေါ်တန်ဤတို့ဤပစ္စယတော့ကိုခိုင်ရာယဟန်ပြုခဲ့ပါသည်ဥပဒဝရယဟန်ကံချင်းမိဂလာ1368ခုနှစ်တကူလပြည့်ကျော်9ရက်ဇာတာပင်းနေ့တွင်ဘဂဝရံဒေသကြီးတောင်ငူမြို့နယ်ညာစည်းကုံကျောင်းဆရာတော်ဗတ္တနာပဏ္ဏဝန္တကိုဥပ္ပစေပြု၍ရန်ကုန်မြို့ဗဟန်းမြို့နယ်ရဟန်းတိုင်းကဥရံမြို့နိုင်နှင့်ရဟန်းတိုင်းကမှဒေါ်တန်တန်တီတို့၏ပစ္စယနောက်ကကိုခံယူကာမြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်ကျေးဇူးရှင်ဆရာတော်များရဏဇီယုကျောင်းဆရာတော်ဗတ္တနာဂုံဒလဗတ္တနာကိတရာဆရာတော်ဗတ္တနာဥဝိတုဒ္ဒဗတ္တနာနိရိကေသနာစာချဆရာတော်များဖြစ်ကြတဲ့ဗတ္တနာဝိရိယဗတ္တနာတုဇာတာရန်ကုန်မြို့ဗဟန်းမြို့နယ်ဗြဟ္မဒေဝီတောင်ကျောင်းမှာဆရာတော်ဗတ္တနာနာယကမင်္ဂုံတိပိဋကဆရာတော်နှင့်တိနိစီမံအုပ်ချုပ်မှုမဟာနာယကဆရာတော်များတိပိဋကဓမ္မပါဠကျောင်းတဲ့ဆရာတော်များဖြစ်ပါတယ်အရှင်ဇတိလရဲ့တရင်သုံးတော်မူခဲ့သောကျောင်းသားများတော့ဒေါဝကြီးရာရတနာစီယုံကျောင်းကမဆိုင်ရွာရွှေညောင်ပင်ပရိယတိစာတင်တိုင်းရန်ကုန်မြို့ဗြဟ္မနေမိတာလူကျောင်းတိုင်းစကိုင်းမြို့မင်းကုန်းတိပိဋကနိကာယကျောင်းတိုင်းမုံရွာမြို့ရွှေတောင်ဦးတိပိဋကဓမ္မပါဠကျောင်းတိုင်းတို့ပဲဖြစ်ပါတယ်အောင်မြင်ခဲ့သောအောင်မြင်မှုဆောင်ရွက်ပဲများတော့အစိုးရအခြေပြုမူလတန်းကို1360ခုနှစ်တည်း၎င်းအစိုးရပထမငယ်တန်းကို1363ခုနှစ်တည်း၎င်းအစိုးရပထမလက်တန်းကို1364ခုနှစ်တည်း၎င်းအစိုးရပထမကြီးတန်းကို1365ခုနှစ်တည်း၎င်းအသီးသီးအောင်မြင်တော်မူခဲ့ပြီး1368ခုနှစ်တွင်သာသနာ့တစဓမ္မစရိယဘွယ်ကိုတာမဏေဘဝဖြင့်စကူရရှိခဲ့ပါသည်1385ခုနှစ်တွင်ဝိနည်းဝိတုဘွယ်ကိုရရှိခဲ့ပါသည်1381ခုနှစ်တွင်ဥပဒေဝိပင်္ဂဒရဘွယ်ကိုရရှိခဲ့ပါသည်1380ခုနှစ်မှာပိဋကတပုံအာဂုံဆောင်နိုင်သည့်အတွက်ဝိနည်းဒရဘွယ်တို့ကိုရရှိခဲ့ပါသည်ယခုကမှာတော့ရှင်သတိလသည်ယရဏဇေယုံကျောင်းဆရာတော်ဗတ္တနာကိတရာ၏ဩဝါဒကိုခံယူကာတရင်သုံးရရှိပါသည်ဗျာသာဥဒင်ပါရဗျာဘုရားတပည့်တော်အားယေရှုတင်ဝါမြောက်စကားအနည်းငယ်၆ပါးခွင့်ပြုပါဗျာဘုရားတပည့်တော်နာမည်ကတော့တကားဥထိအောင်ဖြစ်ပါရဲ့ဗျာယနေ့ကျင်းပပြုရတဲ့ဆရာတော်အရှင်စတိလအားကျောင်းနိုင်ဆရာတော်ပြည့်ဆောင်ပညာရှင်အခမ်းအနားမှာဘုရားတပည့်တော်အနေနဲ့ဘုံမုံကြီးရွာအတွက်အထူးသဖြင့်သာသနာတော်အတွက်အလွန်အင်မတန်မှဝမ်းသာအားရပီတိဖြစ်မိပါတယ်ဗျာ။ဘာကြောင့်လဲဆိုရင်ဘုရားကြီးတို့ဘုံမုံရွာလေးကအမိမဲ့သာရင်နဲ့ငါလို့ဖြစ်နေရတာတစ်နှစ်ကျော်ပါပြီဗျာအခုတော့ဘုရားကြီးတို့မိဘတစ်ဖွဲ့ဘာသာရေးမှာရှင်းဆောင်လမ်းပြမိဆရာတော်အရှင်စတိလကြွားရောက်လာသည့်အတွက်ကမွန်ကျော်တရားလုံးနဲ့ပြောနေကြပါတယ်ဗျာလိုအပ်ချက်တွေရှိနေသေးတဲ့ကမွန်ကျော်ရွာလေးကိုယခုလိုပြီးကတပုံဆောင်ဆရာတော်တစ်ပါးကြွလာလိမ့်မယ်လို့ဘုရားကြီးတို့အနေနဲ့မျှော်လင့်
မထားမိတာအမှန်ပါဗျာမြတ်ဆောင်ဝိရအောင်ကျိုးဆောင်ပြီးတဲ့ဒဝန်းကြီးရွာမှာဆရာတော်များနဲ့ဦးအောင်နိုင်အားအထူးကျေးဇူးတင်မိပါတယ်နောက်ဆုံးအနေနဲ့ဘုရားတပည့်တော်တို့ဘုံယုံကြီးရွာမှာတရားဓမ္မများမှလည်းဘုံယုံကျောင်းကြီးသာသနာအတွက်အားလုံးဖွန်ဆိုင်တဆန်တည်းအစွမ်းကုန်ကြိုးစားပါမည်ဟုဆန္ဒပြုရင်တပည့်တော်ကျေးဇူးတင်ဝမ်းမြောက်စကားကိုဒီကုန်းချောပါရဗျာစာချုပ်ထဲမှာပါတာတော့ကျောင်းထိုင်ဗဒနာနာယကဆရာတော်တင်မြောက်ခြင်းအတိမတ်ပြုစာချုပ်ဖြစ်ပါတယ်။နေ့ရက်1388ခုနှစ်ပထမဝါဆိုလဆန်း73ရက်နေ့တထောင်မြို့နယ်မောကောင်းကြီးရွာအုပ်စုကမုံချိန်ကျောင်းကြီးဤပရိယပရိပတ်သာသနာအထုရှိတီတက်ရန်ရည်တံပြီးလင်ကျောင်းသားဤဂရုပံလဟုပံအရရတို့ကိုထိန်သိမ်းဆောက်ရှောက်ရန်အလုပ်နာတထုံမြို့နယ်တန်ခနာယကအဖွဲ့မောကောင်းကြီးရွာအုပ်စုတန်ခနာယကအဖွဲ့ဆရာတော်များနှင့်ကျောင်းတိုက်တန်ခကျောင်းဒါယကအများတော်ကသာဏတူညီစွာဖြင့်ဗတ္တန္တစတိလဝိနည်းတရပိဋကတပုံဆောင်ဒါသနာတဇဓမ္မစရိယဝိနည်းဝိတုအရှင်မြတ်အားကျောင်းတိုက်ကြီးဤပဓာနနာယကဆရာတော်အဖြစ်တင်မြောက်ကြပါသည်လွှဲပြောင်းသည့်ဆရာတော်ကတော့ဗတ္တန္တဗန္ဒဝကျွန်းလင်းကျောင်းဆရာတော်ကျောင်းတိုက်ပဓာနအဖြစ်လက်ခံသည့်ဆရာတော်ဗတ္တန္တစတိလဖြစ်ပါတယ်ကျောင်းတိုက်အတွင်းမှာရှိတဲ့တန်ဃာတော်များကတော့ဆရာဦးဉာဏ်တော်ဘာသာဦးစိန်တိတဦးဒေဇနီယဦးဝိနည်းဦးခေမာတို့ဖြစ်ပါတယ်ကမုန်ရင်ကျောင်းကြီးဒိုင်ကာမှာဒိုင်ကာများတော့ဦးဖိုးကျော်ဦးမောင်စိုးဦးကျော်ရှင်ဦးမောင်လိုက်ဦးကိုကိုဦးထေးအောင်ဦးကျော်ညွန့်တို့ပဲဖြစ်ပါတယ်အတိတ်တည်းဆရာတော်တန်ခနာယကဆရာတော်များတော့ပတ္တန္တစာတိမှာမြို့နယ်တန်ခနာယကဥက္ကဋ္ဌလေဝန်ကျောင်းပတ္တန္တဩဒတမြို့နယ်တန်ခနာယကအဖွဲ့ဝင်မိုးကောင်းတိုင်ကျောင်းပတ္တန္တဉာဏ်နေတမြို့နယ်တန်ခနာယကအဖွဲ့ဝင်သာသနာ့ကာရီကျောင်းကြီးရွာတန်ခနာယကအဖွဲ့ဝင်ဆရာတော်များတော့ပတ္တန္တဝါဒဝကြီးရွာတန်ခနာယကဥက္ကဋ္ဌပရိယောကျောင်းပတ္တန္တဇန္နာတိကလီကျွန်းရှိကျွန်းကလီကျွန်းရှိကျောင်းပတ္တန္တအက္ကတာရရွှေမြင့်တင်ကျောင်းပတ္တန္တထေရဝန္တကလီကျွန်းနောက်ကျောင်းပတ္တန္တအာလောကခေမာတိဝန်ကျောင်းပတ္တန္တဇန္နာတိကကြည်မြင့်တိုင်စတင်ကျောင်းပတ္တန္တတိရိကင်္စနရွှေညောင်မင်းပရိယတိစတင်တိုင်ပတ္တန္တဂေတရယရဏဇေယုံကျောင်းပတ္တန္တပညာသာမိညောင်မင်းသားကျောင်းပတ္တန္တဇန္နာဝရညောင်မင်းသားအောင်ချမ်းသာစီရီကျောင်းပတ္တန္တနန္ဒီယတုံမုံရွှေကျောင်းကြီးပတ္တနာပညာစကအာသောကရာမကျောင်းတို့ပဲဖြစ်ပါတယ်ဗျာ今天呢，是杨梅大教来写了，比较大米的话干嘛？
တင်ပါတယ်ဗျာအခုရင်ကြောင်းအပွဲမှာလာရောက်ပြီးတော့အားပေးကြတဲ့တက္ကသိုလ်မများကိုလည်းဥစွာပထမမြင်လာပါလို့နှုတ်ဆက်ပါတယ်နော်ဘုံဘုံကူဒီကြောင်းကိုဒီနေ့ကစပြီးတော့သာသနာတော်ကိုဆက်လက်ထမ်းဆောင်ရမှာပေါ့နော်ဒီသာသနာတော်ကိုဆက်လက်ဆန်းဆောင်တဲ့နေရာမှာတို့ဒီကမွန်းကြောင်းမှာကိုယ်ွယ်တဲ့တက္ကသိုလ်ကိုဦးစင်းကကိုယ့်ရဲ့တက္ကသိုလ်မှာဒီချက်ပေါ့နော်ဒီဦးစင်းနဲ့အတူတူသာသနာပြုဖို့လက်တွဲဖို့လို့ဦးစင်းကတတ်မှတ်တယ်ပေါ့နော်ဟိုတစ်ဖက်တွေချက်တစ်ဖက်ချက်နော်တစ်ဖက်တရားကချက်ဦးစင်းသာသနာပြုတဲ့နေရာမှာသာသနာအတွက်အထောက်အပံ့ခေးမဲ့တက္ကသိုလ်လို့ပဲဦးစင်းတတ်မှတ်တယ်ပေါ့နော်နောက်ပြီးတော့လည်းဒီကျောင်းကိုလည်းဦးစင်းအုပ်ချုပ်ဖို့တဲ့ဒီသာသနာပြုဖို့ဦးစင်းကြွလာတာဖြစ်တဲ့အတွက်မို့ဒီကမွန်းကျောင်းမှာနေတဲ့တရားမာတွေကလည်းသာသနာပြုတဲ့နေရာမှာဦးစင်းနဲ့အတူတူလက်တွဲမယ်လို့တော့ဦးစင်းယုံကြည်ပါတယ်နော်ကျွန်တော်တို့ဆရာတော်ကြီးတွေပြောသလိုဦးစင်းကယဟန်ဒီရဲ့တာဝန်ဆိုရင်ဒန္တာဒုရဝိပဿနာဒုရနေရာမှာဆိုရင်ဦးစင်းကပရိယတိနော်ဒန္တာဒုရပရိယတိဘန်းမှာပို့ပြီးတော့အားသာတယ်ပေါ့နော်ပရိယတိဘန်းမှာပို့ပြီးတော့အားသာတဲ့အတွက်ကြောင့်မလို့ဘုန်းကြီးပရိယတိသာသနာလုပ်ငန်းမှာလှုပ်ဆောင်တဲ့နေရာမှာပါဝင်ပြီးတော့ကုသိုလ်ပြုပေးဖို့ပေါ့နော်ဘုရားတော်ကြီးလည်းပြောခြင်းတယ်နောက်ပြီးတော့ဒီကျောင်းတက်ကိုတိုးတက်ကြည်ပွားဖို့ထက်သာသနာကြည်ပွားဖို့ထက်ဘုံတို့ရဲ့အခုတက္ကမတွေသီလသမာဓိပညာတွေတိုးဖို့ပို့ပြီးတော့ရည်ရွယ်တယ်ပေါ့နော်ကျောင်းတိုင်းတိုးတက်ကြည်ပွားဖို့ထက်သာသနာတိုးတက်ကြည်ပွားဖို့နောက်ပြီးတော့ဒီသာသနာတိုးတက်ကြည်ပွားဖို့ထက်ဘုံတို့ကတက္ကမတွေသီလသမာဓိပညာတိုးပွားဖို့ပို့ပြီးတော့ရည်ရွယ်တယ်ပေါ့နော်ဒါကြောင့်မလို့ဘုံသာသနာပြုတဲ့နေရာမှာအားလုံးပေါ့ပါဝင်ပြီးတော့ကုသိုလ်ယူကြမယ်နော်ပါဝင်ပြီးတော့ကုသိုလ်ပြုကြမယ်ပေါ့နော်ဘုံနဲ့တူတူလက်တွဲကြမယ်ပေါ့စစ်ဆက်ပြီးတော့ဟုတ်တယ်မလားနော်ဒါကြောင့်ဘုံကဒီလောက်ပဲပြောပြီးတော့ဘုံညီကုန်းစကားကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်ကံကောင်းလားကံကောင်းပါတယ်နော်ကံကောင်းပါတယ်ဆိုတာကဦးစင်းကလူတစ်ယောက်နဲ့တကယ်ချင်းဆိုတာကသူ့အကြောင်းကိုသိတယ်သူ့အကြောင်းသိတယ်ဆိုတာကသူကအလုပ်တစ်ခုလုပ်ပြီးဆိုရင်တော့ပြီးတယ်လည်းတော့မလုပ်ဘူးဘယ်လိုမလုပ်လဲပြီးတယ်လည်းမလုပ်ဘူးတေချာလုပ်တယ်ရည်ရွယ်ချက်ဦးစင်းတို့တက်ကိုရည်ရွယ်ချက်နဲ့ကောင်းနဲ့လုပ်တယ်လုပ်ပြီးဆိုတော့အဆုံးဆိုရင်မလုပ်လည်းမလုပ်ဘူးသူ့ရဲ့ရည်ရွယ်ချက်ကလည်းလုံးလို့ဆိုရင်ရည်ရထားတယ်ထက်တယ်သဘောတော်ကောင်းတယ်အလိုတော့မလိုက်နော်။ဒါလည်းသဘောတော်ကောင်းတယ်အလိုတော့မလိုက်နော်။သူသတိကရတာဒီမို့ကျွန်တော်ကဒေတာမကြီးအင်မတန်မှပြန်ကောင်းပါတယ်နော်။ဗရန်များတစ်လုံးရတယ်ဘယ်လိုရလို့ရှိတယ်နော်။ဗရန်များမယ်လွန်နစ်ပါမလား။လွန်မနစ်အောင်တော့ဗရန်များမယ်လွန်မနစ်အောင်တော့ဒီမို့ကျွန်တော်ကဒေတာမကြီးတာဖို့ပဲဟုတ်တယ်မလားနော်။ကံမကောင်းလားဆိုကံကောင်းတယ်နော်ကံဆိုတာဘာလဲဆိုရင်အလုံးကံဆိုတာဘာလဲအလုံးနော်ကံဆိုတာအလုံးဆိုတာကံကောင်းခြင်းရင်အလုံးကောင်းလုပ်ရမယ်ကဲလဲဆိုရင်ကံဆိုတာအလုံးဆိုတာကံကောင်းခြင်းရင်အလုံးကောင်းလုပ်ရမယ်ကံဆိုတာအလုံးဆိုတာကံကောင်းခြင်းရင်အလုံးကောင်းလုပ်ရမယ်ကံဆိုတာအလုံးဆိုတာကံကောင်းခြင်းရင်အလုံးကောင်းလုပ်ရမယ်ဒါကြောင့်မလို့ပြောတဲ့အခါကျတော့ကံကောင်းခြင်းတော့အလုံးကောင်းလုပ်ရမယ်ဒါလုပ်ကြည့်လို့ဆိုရင်ရှင်းစပြီးတော့ဒီကမ္ဘောဒီရဲ့သာသနာမြတ်စွာဘုရားရဲ့သာသနာအလုပ်ကိုဒီကျမ်းတော်ကရည်စည်တိုးတက်အောင်လုပ်နိုင်ကြတဲ့ဆရာတော်များဖြစ်နိုင်ကြပါစေ။အနုတ္တရံဘုံပေါင်းယံတိသံဃာတော်
ရှင်မြတ်သူဖျားရဏကိုသုံးပါးနှင့်တကွာငါးပါးသောသီလတော်မြတ်ကိုကျင့်သောသောတိပါကို၏အရှင်ဖျားယနေ့ယခုပထမဝါစုလဇာ13ရက်စနေနေ့မင်္ဂလာရှိရာအနက်ခေအခြေအခါသမယနာတထုံမြို့နယ်မူကောင်းကြီးရွာအုပ်စုကမွန်ကျုံကြီးရွာကျောင်းတိုင်းဆရာတော်အဖြစ်ဆောင်ကိုယ်ွယ်ပူဇော်ရာမင်္ဂလာခန္ဓာဆင်ရင်ကျင်းပရာအခြေအခါ၌ဆရာတော်သံဃာတော်ရှင်မြတ်တို့အားလူတန်းဝေရာနဝကမ္မကုထုအဆုစုတော်ကိုသက္ကလူတန်းပါကို၏အရှင်ဘုရားဆရာတော်ကြီးများ၏အထာပြတော်ကိုတော်ယူမတ်တာကုသိုလ်ကောင်းမှုရာယူပါကို၏အရှင်ဘုရားယနေ့ယခုအဆုစုတော်သည်တတိတော်တော်တလူရှိအားသောတာအပ်သောမေဖို့နိဗ္ဗာန်ကိုရောက်ကောင်းမြတ်သောအထောက်အပံ့သည်ရှင်စေမသည်ယနေ့ယခုလူတန်းရသောဒါနကုသိုလ်သီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်တို့၏အဖို့ဘာကကိုယနေ့ယခုရောက်ရှိလာသောကုသိုလ်ရှင်ပရိသတ်အပေါင်းတို့အားအစထား၍ကြောင်းဆောင်၌အိမ်ဆောင်၌ရွာဆောင်၌မြို့ဆောင်၌ဘုံမဆိုယုခဆိုအစရှိသောအမြတ်နကောအပေါင်းတို့အား၎င်းယင်ဒီကုန်သောရှိသမျှဝိနိယသတ္တဝါပေါင်းတို့အား၎င်းအမြတ်ပေးဝေပါကုန်၏အမြတ်ပေးဝေပါကုန်၏ကိုယ်စိတ်နှပြချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေသောအမြတ်အမြတ်အမြတ်ယောမုဒ္ဒအကုဏသာဓုသာဓုသာအမြတ်အမြတ်အမြတ်ယောမုဒ္ဒအကုဏသာဓုသာဓုသာဓုအမြတ်အမြတ်ယော
ရဟံအစာပြုချီဘဂဝါသုထဘဝချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝါငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ရှုချိုကာယေလက်ဆုံးရှိကိုပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေကိုကုံကအရဟံအစာပြုချီဘဂဝါသုထဘဝချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝါငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ရှုချိုကာယေလက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေသခါတော်ဝိရိတဘော6ပြကုန်ပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမှန်ရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းဉ္ဇာမြတ်တရားကိုကာယကမနောဝစီဥတည်ရှုချိုကာယေလက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေ